ဟေးယိုဒီနေ့မှာတော့ကျွန်တော်အက်တလက်ကို magic item နဲ့ ambulance နဲ့ဆော့ပြအောင်မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒါကတော့ကျွန်တော်သုံးမဲ့ item နဲ့ ambulance ဖြစ်ပါတယ်။ဆိုတော့ခုနကရောက်တွေ့ကြတာပေါ့။ဆိုတော့ကျွန်တော်တို့ဘက်မှာတော့တနတ်သမားလေးရယ်ဆိုတော့ချပူးရယ်အလူရှင်ရယ်ပါပြီးအနေဘက်မှာတော့ကျွန်တော်အချောင်းမရယ်ကျွန်တော် nobody ရယ်ကျွန်တော်အဲ့ဒါကြီးပါအောင်ဖြစ်ပါတယ်။ဘုရားကြည့်လိုက်ပါတော့။ဆိုတော့ကျွန်တော်ပွဲလေးရောက်ပြီဆိုတော့ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲ template ရယ်လုံနေကြတဲ့အတိုင်းလုပ်ပါမယ်။ဆိုတော့ကျွန်တော်တစ်ဖက်ကထွက်လာတဲ့ကောင်ကြီးရောဘာစီယာကြီးပေါ့နော်ကိုလည်းဘာစီယာကြီးနဲ့ရောက်လာပါတော့တန်းလာနဲ့ဖလီကာနဲ့တန်းပေးပါရတယ်ကျွန်တော်ကြောက်လို့လေဖလီကာတန်းပေးပဲတခါလေကျွန်တော်လည်းကျွန်တော်လည်းဟိုကြီးတီကြီးဟို6သားတီ6သားနဲ့လဲလဲကနိုဘာဒီယာလေးတန်းပေးရပေါ့နော်အနောက်ကအလှရှမ်းတော့မရောက်တော့ပါဘူးဆိုတော့ဘယ်လိုလုပ်ပြမှာဟောမှာတီတန်းမင်းနဲ့ဆိုတော့ကျွန်တော်တန်းမင်းလည်းမထွက်သေးပါဘူးဆိုတော့လည်းပဲကျွန်တော်တို့လည်းအပေါ်လဲကဘာစီယာလေးကိုပြီးတွင်းတော့ပေါင်းပြီးတော့စတန်ပေးရောတက်လိုက်တယ်ပေါ့ကျွန်တော်တို့ကြည့်လိုက်အကောင်ပြန်တည်သွားရပေါ့ကျွန်တော်ကတော့ game ရတယ်အခုဆိုတော့လုံးနေပဲကျွန်တော်လည်းအမှတကောင်လာမလားဆိုချုံထဲမှာဆောင်းတော့မှဘာစီရရောက်လာရင်မှကောင်းနဲ့ပေါင်းတက်လိုက်ပေါ့ကျွန်တော်ကောင်းတယ်ကျွန်တော်လည်းအမှအလဲလိမ့်မှ level 4မြဆိုလို့ fan မို့ဆိုတက်လာတော့မှပရိထားဖြစ်ကုန်လို့ကြည့်လိုက်မပြောကြကျွန်တော်လှလေးဖမ်းရမယ်အနေနဲ့ဖမ်းပါမယ်ဆိုကမှ level 4ကမြသေးဆိုတော့ကျွန်တော်ဖမ်းရပါမယ်မ level 4ဝင်သွားမှာဘလို့ကြည့်လိုက်ကျွန်တော်2မှန်ကောက်ဖမ်းရတွေ့လားတော့ကျွန်တော်ပြန်တည်သွားရပေါ့ဒါပေမဲ့တန်ပါလေလုံးနေပဲအပေါ်လိမ့်မှာတယောက်တည်းကျုံနေဘာစီယာလေးကိုကျွန်တော်ပြီးရှင်းနဲ့ပေါင်းတက်လိုက်တော့ဒါပေမဲ့ဒီကောင်တော်တော်နဲ့တော်တော်မာတာဘလို့မှကြီးပြဒီကောင်ကမှသူတင်မှာကိုတည့်လာတယ်အမှ flicker ကြီးပေးကောက်ပြေးနေဒါပေမဲ့သူတည်သွားတယ်ကျွန်တော်လည်းပြန်တည်တော့မလို့အမှကျွန်တော်ဇာနာ flame shot နဲ့ကောက်ထုတ်တယ်ပေါ့အမှကျွန်တော်ရဲ့ပြေးတဲ့ပေါ့ဘလို့ကြီးလိုက်ပါအမှဘီးချက်ကလည်းကာပေးအမှစုံနာပဲအမှကျွန်တော်လည်းဝင်လာအမှမနိုဝါဒီယာစကီတူကထက်ရောက်လာသေးတယ်ဒီလိုနဲ့ပဲကျွန်တော်လည်းပြန်ထွက်လာတော့အမှအလှလေးဖမ်းပြမယ်ဆိုပြီးကောက်ဖမ်းလိုက်ရမှာပဇာနာတစ်ကောင်လည်းပါလာကျွန်တော်လည်းပြန်တည်သွားပေါ့အမှဒါပေမဲ့ဒီထီရောဒါပေမဲ့တည်မလို့လည်းမတည်သွားပါဘူးပဇာနာ flame shot နဲ့ကောက်ထုတ်လိုက်တောက်ပြင်မဲ့ရောက်သွားဒါဆိုတည်တယ်ပြီးတော့မှကျွန်တော် flame shot အောင်ပြကျွန်တော်အမှကျွန်တော် enemy ကို stand ပေးလိုက်ပြန်ဖက်လိုက်နဲ့လှုပ်ပါတယ်တော်တော်ပြော့ပါတယ်အဲ့တလက်ကိုမကြည့်နဲ့ဆိုရတာဆိုတော့အမှကျွန်တော်လည်းဖမ်းရမယ်လို့လဲဒါပေမဲ့ကျွန်တော်ပဲပြန်သေးပါပေါ့သူတို့တမ်းမင်းနဲ့ကျွန်တော်ကပြုတ်ဝင်တော့တိတ်မဖမ်းရတော့အဲ့လိုပြန်ရှော့ရပါပေါ့ဆိုတော့လှုပ်ရရှိရလှုပ်ပါဘရိုလည်းဒီဆိုလို့ရှိရင်အဲ့လိုမျိုးကြောင်းနေပါနဲ့ဘရိုဒီဘက်တွေကိုကြီးလိုက်ဘရိုဒီဘက်တွေကိုကြီးလိုက်အမှကျွန်တော်ဖမ်းရဘရိုကြီးလိုက်ကျွန်တော် stand ဝိုင်းပြီးရပါပေါ့ကျွန်တော်တစ်ခွက်ပြင်ရလဲမှာ3កောင်လုံးဒါပေမဲ့လည်းကျွန်တော်နောက်ကဘက်ကက်တွေပြောင်းမပါလာဘူးပြီးချက်ကလည်းပြန်သေးသွားတော့ပတေရှုံးသွားဘူးတို့မှကြည့်လိုက်ပါကျွန်တော်ဘက်က high ပါအပုံးစကေးအမှကြည့်လိုက်ဘူးမှသိမထားဘူးမကြည့်တယောက်မှသိမထားဘူးတို့ဘာကြီးလည်းမသိဘူးဆိုအမှဟို lens slot လည်းလာမသိလိုက်ပါဘူးဆိုတော့တော်တော်အပုံးကောင်းတဲ့ကောင်ပါကျွန်တော်လည်းပါလာတဲ့ကောင်ပေါ့ဘရိုအမှကြည့်လိုက်ကျွန်တော်ကိုဖြောက်ပြီးတော့ကျွန်တော်ဖမ်းပြန်အမှကြည့်တယ်ဟာကိုဖြောက်ပါလေဆိုတော့ကိုဖြောက်တာမပေါ်တော့မကြည့်ရအမှလှလေးကြအပြောက်ပဲတခါလေဟိုရှယ်ပဲတော့ damage လည်းထွက်လာပြီပေါ့မှာဆောမှကျွန်တော်လည်း damage ထွက်ပြီးတော့ဖိန်ရပြီဒီမှာကျွန်တော်stand ပြီးကျွန်တော်ပြန်ရှော့ရတာပေါ့ဒီလိုနဲ့ပဲကျွန်တော်လည်းပြန်ထွက်လာမှမှတ်သေးပါဘူး damage ထွက်နေဆိုပြီးဖိန်လိုက်ပြန်ရပါတယ်မှာဘလို့ကြီးလိုက်ပါဟိုဘက်က damage တွေပြုံးလိုက်ကျွန်တော်ပေးတာပါကျွန်တော်ဖမ်းတာပြန်ပြီးသွားရဲဆိုတော့လည်းကျွန်တော်ပဲပြန်သေးပါပဲတိုင်မမလောက်လို့ပါဆိုတော့အဲ့လိုနဲ့ပဲကျွန်တော်လည်းပွဲချိန်15မိနစ်ဆိုတဲ့အတိုင်းကြီးရောက်ရှိလာပါအမှပြောကြီးကကျွန်တော်ဖမ်းပြန်အပြောက်ပဲဟိုဘက်ကောင်နေဒီလာမှကျွန်တော်တိုင်မိနေအပြောက်ပဲဆိုတော့ဒီလိုနဲ့ကျွန်တော်လည်းအမှဖင်လာရနဲ့ဘာစီယာလေးကိုကျွန်တော်ပြီးကျွန်းနဲ့ပေါင်းကြေးလိုက်တယ်ပေါ့ဘရိုပဲဒီပဒေကိုကြီးလိုက်တော့အမှကြီးကကျွန်တော်ဖမ်းပြန်ဟိုအလှလေးမှာတူးမှကောက်ဖမ်းလို့လည်းအပြောက်ပဲဆိုတော့နောက်ကကောင်ကတော့မသိပါဘူးပေါ့ဘရိုဒီမှာလေးကြီးလိုက်အမှကျွန်တော် nobody ရောစကီ2စကီ1နဲ့ပဲသိပြီးလိုက်တာမကြီးလိုက်ခါလေးပျောက်သွားတန်းလာပဲပတ်စက်ဒီတစ်ချက်ရိုက်ပြီးလိုက်ဆိုတော့အလုံးနဲ့ပဲကျွန်တော်ပွဲချိန်19မိနစ်ဆိုတဲ့အတိုင်းမှာကျွန်တော်နောက်ထပ်2မှန်းထပ်ဖမ်းလိုက်ပေါ့အမှလို့ရနေဘက်ကရပါကျွန်တော် hyper ဟန်ဆိုတော့ဒီအတိုင်းဘဘကောင်မပြောက်ပါဘူးချောလုံးနဲ့ကျွန်တော်ရဲ့ဒီမှာဝင်ဖမ်းနေဆိုပေမဲ့ကျွန်တော်ဘာစီယာကြီးပါလာပြီးတော့ကျွန်တော်ပြန်ချောရပါတယ်ချ
ဆိုတော့အဲ့လိုနဲ့ပဲကျွန်တော်တို့လည်း high ground မှာတက်တယ်ပေါ့ high ground တက်တော့မှကြားလိုက်အနောက်ပြန်ဆုပ်လာလိုက်ပတ်လိုက်နေမှာကျွန်တော်3 man ကောက်ဖမ်းလိုက်ပါတယ်ဘလို့ကြီးလိုက်ပါတော့မှကြီးလိုက်အမှကြီးလိုက်တော့အလှလေးဟော ski 2လေးနဲ့3 man stand 80လေးကောက်နှိပ်ပြန်တော့အပြောက်ဘိုးဘွားကောင်းနေဆိုမှကျွန်တော်လည်း hyper နဲ့ပေါင်းပြီးတော့ only ပိတ်ရိုက်ပြီးလိုက်ပါတယ်ဆိုတော့ဒီပွဲကတော့နိုင်သွားပါတယ်ကြည့်ပြီးရကျေးဇူးတင်ပါတယ် channel like ဆိုတော့မလို့လေ like ဆိုတော့လုပ်ပြီးကြအောင်မိတာရက်ခန့်ကြည့်ပါတယ်အားလုံးပဲနောက်ဗီဒီယိုပြည့်တဲ့ကြောင်း bye bye